တိုက်ကနေပြီးတော့ဒီလိုဒကာဒကမတွေနဲ့အများကောင်းမှုသိန်း30ပါဗျာဆရာတော်တို့တက်နိုင်တဲ့လောက်လေးလာပြီးတော့ကုသပြတာပါမှန်ပါဗျာကဲသမိုင်းကျန်တာလားကဲရလားဝိုင်းကနေဝိုင်းကနေကဲဝိုင်းကနေလိုက်ရောက်လာမယံပန္တိတန္တာရဝတ္တဒုက္ခတောမောစနထာယဣမာနိပိန္ဒပါဒဣမာနိနဝကမ္မဝဋ္ထုနိနဝကမ္မတန္တာယဒေမနိဗ္ဗာနတသစ္စယောဟောတုတာဒုဒီလိုကြောင့်ဒီတော့ရွှေဝင်းကျောင်းပါဗျာဒီလိုဒေါက်တာသဖပါဗျာဒီတော့ဒီမှာလဲဒီတော့ညီအရင်ကတော့ဒီမှာနေဘူးတော့ဒီမှာအများတန်းဝန်ထွက်ရှိပါတယ်ဗျသာသနာတက္ကသိုလ်မန္တလေးသာသနာတက္ကသိုလ်မှာဒီတော့9နှစ်လောက်နေသွားတာဆိုတော့ဒီမစိုးရင်လည်းရင်းနေပါတယ်ဗျအခုတော့ရန်ကုန်မှာပဲရွှေဝင်းကျောင်းဆိုပြီးတော့ဒီလိုထောင်းထားတယ်မှန်ပါဗျမိုးကုတ်ရိပ်တာပါတောင်းတကုန်းမှာပါဗျဟုတ်အဲ့ဒါနဲ့ဆရာတော်တို့သတင်းတွေတက်လာနေဒီလိုတက်နိုင်တယ်လို့လာပြီးတော့ကုသပြုတာပါဗျခုအဓိကကျောင်းကဘာတွေလို့မိုးကုတ်ရိပ်တာပါဗျမိုးကုတ်ရိပ်တာပါဗျအရင်တည်းကမိုးကုတ်ရိပ်တာဆိုဒီလိုလည်းဆက်ပြီးတော့မှန်ပါဟုတ်ပြီမှန်ပါဗျရိပ်တာလို့သာသနာ့လို့ကိုယ့်လုပ်ကိုလုပ်ငန်းနဲ့တူအောင်လုပ်ဖို့ပဲမှန်ပါဗျမှန်ပါဗျဒါဒီတော့ရှင်းအောင်ပြောတာကိုကတော့တဲဝင်လောက်ကြီးရောက်အောင်မရှိသေးပါဘူးရိပ်တာပဲမှန်ပါဗျမှန်ပါဗျလောက်တော့လုပ်ပါတယ်ပြောတော့မှန်ပါဗျမှန်ပါဗျဒါပေမဲ့လို့တော်များများမှာလားတိရောက်ဒီလိုကိုလိုစိုင်းတက်တဲ့ကိုလိုတွေမလုပ်လို့မှန်ပါဗျမှန်ပါဗျဒါဒီတော့တဲပြောတော့တာမှန်ပါဗျမှန်ပါဗျဆရာတော်မိတ်ပါဗျဒီတော့ဝမ်းသာပါလေဒါကြောင့်လည်းဒီတော့ဆရာတဲဝင်မလုပ်လို့မတက်တဲ့လူတွေကစင်နာရေလို့ပြဿနာတက်တာမှန်ပါဗျဒီတော့အဲ့ဒါလေးလေဒီလိုကိုယ်တိုင်လေဒီလိုအဲ့လိုလေးခန်းစားပြီးတော့အဲ့လိုလေးတကယ်ချင်းနေလေဒီလိုပြောပါတယ်ဗျစုပြီးတကယ်လုပ်သမှာတကယ်လောက်ရမှာပါဗျတကယ်ပေါ့မြောက်အောင်ကိုစားတက်တဲ့လူတွေကသူဆရာတော်ကြီးမိုးဆရာတော်ကြီးတရားတွေဆိုရင်အလုံးတစ်ထောင်ကြီးလို့တစ်လုံးမှားခဲ့ပါတယ်မှားတာတော့ရှိပါတယ်မရှိဘူးပြောမှန်ပါဗျမှန်ပါဗျပြောမှဆိုမှာတော့ရှိမှာမှန်ပါဗျရှိတာပေါ့ဗျဒီတော့အဲ့ဒီမိုးဆရာတော်ကြီးတရားနာတယ်ပြီးတော့ကြအထူးသဖြင့်ဗရမများဆရာတော်ဥတော်ပိတလားဟောမှန်ပါဗျမှန်ဟုတ်ပါအဲ့တရားကတော့ကုံသလုံးဒီပါနာလားဟောမှန်ပါဗျမှန်ပါဒါရှင်းအောင်ပြောတာမှန်ပါဗျမှန်ပါအဲ့လုံငန်းကြိုက်တော့ဆရာကြိုက်တယ်မကြိုက်တဲ့လုံလေးတွေပါတယ်ဘေးပယ်ထားလိုက်တာပေါ့မှန်ပါဗျမှန်ပါဗျရှိပါတယ်မှန်ပါဗျရှိပါတယ်ဥတော်ပိပြောတဲ့တယ်လည်းမှားတယ်လို့ထကရာနဲ့ထောက်ကြည့်လိုက်လို့မှားတဲ့စကားလုံးလေးတွေတွေ့ပါတယ်ဒါတော့ထိခဲ့လောက်အောင်မဟုတ်ဘူးမှန်ပါဗျမှန်ပါဗျတော့ပြောနေတယ်လေမှန်ပါဗျအဲ့ဒီဥစ္စာအပြည့်ပြောနေသူကောင်းတာတွေပြောလို့ဘလို့လုပ်တော့ပါလဲဟုတ်ဟာတက္ကရာမပြောတဲ့စိတ်စနဲ့တွေးတာတွေဦးပြောနာဘူးလားမသိဘူးမှန်ပါဗျနာဘူးပါလေမှန်ပါနာဘူးပါလေဗျမှန်ပါဟာတော့ကောင်းပါလေမှန်ပါဗျတော်ကောင်းပါဆရာတော်ကြီးရဲ့လက်ထပ်တော့ကြံခဲ့တာသူကြံခဲ့တာမှန်ပါဗျဟုတ်ပါလေကြားဘူးလားတဲ့မှန်ပါကြားဘူးပါအဲ့ဒါဆရာတော်ကြီးပြန်လာမှုတော့သူကြံခဲ့တယ်သူကနေပြောဆရာတော်ကြီးရှိတော့ကိုကအပြောကြသူကတာတဲ့ဩမှန်ပါဗျမှန်ပါပြောကြတော့လေ့လာထားတယ်မှန်ပါဗျမှန်ပါသူအပြောမှသူကတာတဲ့အလုပ်တော့ဆရာတော်ကြီးတော့မလုပ်ဘူးတဲ့မှန်ပါဗျမှန်ပါအဲ့ဆရာတော်ကအပြောမှသူကလူပြောခွင့်မှဟောခွင့်မှသူတော့တာသေးတယ်မှန်ပါဗျဆရာတော်ကြီးတပည့်မှန်ပါဗျကပြောချင်တာကတော့အဲ့ဒီဟာတွေကိုနားထောင်ရင်လေနားထောင်လို့မထောင်နဲ့မှန်ပါဗျကိုရောစာတက်သားပဲမှန်ပါဗျမှန်ပါပြန်ပြီးတိုင်မှန်ပါဗျမှန်ပါဗျဒီလိုလို့တာမှန်ပါဗျဒါကမနေဘူးဒီကအနားမှာဘယ်တော့ဆိုအဲ့ဥစ္စာစောက်ချပြီးတော့နားထောင်တာမှန်ပါဗျမှန်ပါဗျအဲ့ပါဠိကျက်စရာကြီးကျက်ပြတာကျက်ပြတာမှန်ပါဗျမှန်ပါဗျတော်များများရတယ်မှန်ပါဗျမှန်ပါဗျဟောတာမဟုတ်လားမှန်ပါဗျဟုတ်ပါတယ်ဆိုချင်တာကြိုက်တယ်ပြောတာမှန်ပါဗျမှန်ပါဗျအဲ့တော့အဲ့ဓာတွေကိုထိရောက်ကိုတို့စာတတ်တဲ့လူတွေလုပ်ဖို့လိုမှန်ပါဗျမှန်ပါဗျမဟုတ်တဲ့လူတွေလုပ်တာတွေဟာပြောဆိုပေါ်လာလိမ့်မှန်ပါဗျဒီလိုဆရာတော်မိတ်ရှိသလိုတက်တဲ့လူတွေကမလုပ်ရင်မတက်တဲ့လူကထားလို့မှာပေါ့ဗျာအဲ့ဒီကျမှမှားတယ်ဆိုရင်အဲ့ကိုတော့မဆိုင်မတရားဘူးလေမတရားတော့ဘူးဗျာမမဒါအရှင်းဆုံးပြောတာအရှင်းဆုံးပြောတာတက်တဲ့လူကခေါင်းမှုချုံနေပြီးတော့မတက်တဲ့လူကထားလို့မှာဟုတ်ပြီပြောပြောဥဆိုင်ပါမှန်ပါဗျာမှန်ပါမားတယ်တော့မားတယ်မှန်ပါဗျာမှန်ပါဗျာအဲ့ဒီမားတယ်တော့မားတဲ့ဥစ္စာတွေဟာကောင်းတာတွေတော့ကောင်းတယ်ဗျာမှန်ပါဗျာမှန်ပါဗျာငါအဲ့တုန်းကဒီတော့ဆိုဟာစစ်စေးမှာရွတ်ထဲမှာစောစောဟောမှန်ပါဗျာနောက်ကြတော့ဟိုကလှမ်းပြလူကြီးတွေကဘုန်းကြီးတပည့်တွေကြီးပဲတဲ့စစ်များတာကမှန်ပါဗျာတရားဆွဲတယ်ပေါ့မှန်ပါဗျာတော်တကားတွေကဘုန်းကြီးတပည့်တွေကများနေတယ်ဟောမှန်ပါဗျာအဲ့ကြောင့်ဘုန်းကြီးထဲလို့မပြတ်တော့ဘူးအေးကွာတက်တာတော့ပေါ့လို့တတိယစောစောစဉ်းစားတာငါသာဒီထဲမှာစစ်စေးထဲမှာပါရင်ဘာတိုင်မှာမဟာပလင်တွေပါပြောမှန်ပါဗျာမှန်ပါဗျာမှန်ပါရအောင်ထိုင်ထားတာတပြောဩမှန်ပါဗျာတော်တော်လုံးယူရတာပေါ့မှန်ပါဗျာဝါတော့ဝါတာဆိုတော့မနေ့တော့လုံးယူရတော့မှန်ပါဗျာဟမ်မရတော့လည်းငါအကြံသမားလက်တွေ့လက်သိအောင်မှန်ပါလက်တွေ့သိပြီးတော့မှန်လို့ရသွားရင်ငါအမျက်ပဲလို့အမျက်ပဲမှန်ပါဗျာမှန်ပါသူ့စားသွားစစ်တာလကားစစ်တာတော့မဟုတ်ဘူးနဲ့လက်တွေ့စစ်မှာငါမှန်ပါဗျာမှန်ပါတော့ငါမပါလို့မစစ်လိုက်ဒါတော့မှန်ပါဗျာမှန်ပါအဲ့လိုထဲမှာလည်းအကောင်းကြီးရှိမှန်ပါဗျာမှန်ပါဗျာမဟုတ်တာလူတွေထွက်လာတာဟုတ်တဲ့လူတွေအလုံးမလုံးလို့မှန်ပါဗျာအဲ့ဒါဒီလိုလေမှန်ပါအဲ့ဒါလေးဒီလိုလေမှန်ပါဆရာတော်ခုလို့ဟောလို့တော့ဒီတော့ဆရာတော် live တွင်ထားပါတယ်ဗျာအဆင်ပြေလားအားလုံးလည်းဘာလို့ငါအဲ့ဒါလေးမှန်ပါဗျာဆရာတော်ငါတက်မတော့ဆရာတော်မိတ်ရှိတာလေးဒီလိုဝမ်းသာပါတယ်ကိုယ်သာသနာအတွက်ပဲပြောတာလေမှန်ပါဗျာမှန်ပါဒီလိုတပည့်တော်တို့အလုံးလုံးဖို့လိုတဲ့အကြောင်းလေးလို့ဖို့မှန်ပါဗျာဟုတ်ပါတယ်။လူကြောင့်မဒီကြိုက်တယ်ရတယ်ပါမှန်ပါဗျာကောင်းပါတယ်ဗျာရတယ်ဆရာတော်ဝမ်းသာပါတယ်လို့ဒါအဓိကပြောချင်တာဘလို့ဇာတ်တက်တယ်လို့မှန်ပါဗျာဒီဒေါက်တာတွေလို့မှန်ပါဗျာဒေါက်တာတွေလို့မှန်ပါဗျာကိုကဒေါက်တာတွေဆိုရင်ဟုတ်တယ်တရားဓမ္မတွေကကြီးညိုကြတော့မှန်ပါဗျာမှန်ပါဗျာပြီးတော့ကြိုက်တာ
နောက်လည်းပဲအဲ့လိုပဲစီစဉ်နေတာဖြစ်တဲ့လမ်းကနေ မှန်ပါဗျမှန်ပါဗျ အဲ့ဒါပါအထူးသဖြင့်ဒီလိုပြင်ရိတ်တာလည်းပဲပြင်ရတတ်တယ်ဘုရားမှာ မှန်ပါဗျမှန်ပါ တ ဗျ ကယ်လုပ်ပြပါခင်ဗျားကတော့အခုတော့နောက်တစ်ခုပြောအောင်မယ် မှန်ပါဗျပြောပါဗျဆရာ ငါလည်းလူကကိုတို့အလုံးမလုံးပဲဟောရင်သိတယ်ဗျာ သိတာပါတယ်ဗျမှန်ပါသိပါတယ်ဗျမှန်ပါ အလုံးလုံးပြီးမှဟော မှန်ပါဗျမှန်ပါဗျ လူရင်းတော့တော့ချုပ်ပဲ အဲ့ဒါချုပ်ပါ ကိုယ်တိုင်အလုံးလုံးပြီးမှဟောအလုံးမလုံးပဲဟောရင်ဟာလုံးကလူတွေ ကိုယ်တိုင်ဟိုအလုံးလုံးထားတဲ့လူနဲ့အလုံးမလုံးဘူးဆိုတဲ့လူကမှန်အောက်ကတရားနာပရိသတ်ကတီးပြီးသားပါဗျ ဒီဘုန်းတော်ကကိုဘုန်းကြီးမလို့တိုင်းသားမပြေးလား မှန်ပါဗျမှန်ပါဗျ နော်အဲ့ဒါပဲ မှန်ပါဗျဆရာတော်ဝမ်းသာ လုံးပြီးမှ မှန်ပါဗျ ပြပါ ဝမ်းသာပါတယ်ဗျမှန်ပါဆရာ အဲ့ဒါထိရောက်လာလိမ့်မယ် မှန်ပါဗျ သူမြတ်မထိကိုထိလာလိမ့်မယ် မှန်ပါဗျမှန်ပါဗျဝမ်းသာပါတယ်မှန်ပါဗျ ဟုတ်ပြီနော် မှန်ပါ ကျေ ဗျ ပါဝင်ဆရာတော် မှန်ပါဗျ ဝမ်းသာတယ်နော် ဝမ်းသာပါတယ်မှန်ပါ ဟုတ် လူခွင့်ပြပါအောင်ဗျ ဟုတ်ဝဲဘယ်လိုလဲ ဒီဥအတဖပါဗျဥအတဖပါဥအတဖပါ ဒီတော့လည်းထပ်တွေ့ဦးမယ် မှန်ပါဗျဒီယာနာเจ้าမှာဆရာတော်ဥလာတာတရင်သုံးတော်ဒီညီအငယ်ဆုံးလေးဒီမှာထားဖို့တော့ဒီခဏခဏဒီမှာအဝင်ထွက်ရှိပါတယ်ဗျ ဉာဏပရမတ်နေတို့နေကြတဲ့နောက်မှဝိလာသနေ မှန်ပါဗျအဲ့ဒီကနေပြီးတော့ဒီညီငယ်လေးရှိတော့လာဒီမန္တလေးသာသနာတက္ကသိုလ်ကနေပြီးတော့လာဆောင်းလျှောက်ရင်းနဲ့သူ့ကိုဒီမှာခဏခဏဝင်ထွက်တယ်ဗျ ဟုတ်ကဲ့ ဆရာတော် ဇာတိပြန်ဇာတိ ဒီတော့ဘုဒ္ဓလင်ရပါဗျမဟုတ်ပါမှန်ပါဆရာတော်ဥလာတာနဲ့ယောဟန်နဲ့နီးပါတယ်ဗျ ဟောမောတော်ဘုမနာ မှန်ပါ သိရင်လည်းရောက်နေပြီနော်